မနေ့ကြီးကြောင်မောင်ရင်နိုးလာတော့သူ့ကိုစိုက်ကြည့်နေခဲ့တဲ့မိညိုကိုတွေ့တော့လမ်းသွားခဲ့ကမိညိုကလည်းမောင်ရဲ့အိတ်နေတဲ့ပုံစံကဝဲယုံနဲ့တူလူကြည့်နေခဲ့ဆိုကပြောပြီးတော့ရန်ဖြစ်နေခဲ့ကြပါတယ်ခဏနေကကြတော့မိညိုကမောင်ရင်ကိုဒီနေ့အားရမလို့အိမ်မှာရုပ်ရှင်တူတူကြည့်ကြမလားဆိုကပြောလိုက်ပြီးတော့ကူကီးတွေပါလှုပ်ပေးလာခဲ့လို့မောင်ရင်တယောက်လည်းထူးဆန်းနေရပါပြီအဲ့ဒီချိန်မြို့သူမလေးစီကနေစားဖို့လာလို့ချက်နေတဲ့အချိန်မိညိုကဘာထဖြစ်လဲမသိဘလာဘလာပြောကတဝန်တုံနေတဲ့ပုံစံဖြစ်နေလို့မောင်ရင်လည်းညာတော့ဟာလေးကိုပြန်တရိယာသွားကမိညိုကိုမင်းငါနဲ့စက်တီတာကအဆက်တန်းကြောင့်မှတိတာမလားအဲ့ဒါဆိုဘာလို့ဆက်ဆာသွေးကျင်တော့ကမတွေ့ရတာကြပြီနော်လို့ပြောလိုက်တာလဲဆိုကမေးလာပြီးတော့မိညိုကတော့ရှက်ကအဲ့ဒါနင့်ကိုပြောတာမဟုတ်ဘူးလူမသွားလို့ဆိုကပြောလိုက်ပြီးတော့ကိုခန်းနဲ့ကိုပဲပြန်သွားလိုက်ပါတယ်မိညိုတယောက်ကလည်းမောင်ရင်ကိုအဲ့ဒါကိုကြတတိယပြီးတော့တကယ်အရေးကြီးတဲ့ဟာကိုကြတော့ဘာလို့တတိမရတာလဲဆိုကပြောနေခဲ့ကအဲ့ဒီညညာပါတီပွဲကိုလာတဲ့စပင်ရှိနဲ့ကောင်မလေးကတကယ်တမ်းတော့မိညိုပါအဲမှာလူရှုံနေလို့အပြင်ဘက်ကိုထွက်နေခဲ့ကမောင်ရင်နဲ့တွေ့ဆုံခဲ့ပြီးတော့ခင်မင်သွားကစကားတွေအများကြီးပြောခဲ့ကြပြီးမှပြန်လာခဲ့ကြတာပါမိညိုတယောက်တော့မေးမရတဲ့နေလေးပေါ့မောင်ရင်နဲ့ထက်တွေ့ကိုစောင့်နေခဲ့ရင်အထက်တန်းကျောင်းစတတ်တော့မောင်ရင်ကိုတွေ့လို့သွားနှုတ်ဆက်လိုက်တာမောင်ရင်ကဘာတူလဲလို့ပြန်မိလာတယ်ဆိုတာကိုပြန်စဉ်းစားနေခဲ့ပါတယ်တစ်ဖက်ကနေရတဲ့နေရာမှာတော့မြို့လူမတယောက်ထိုင်နေခဲ့ပြီးတော့အဲ့ဒီအချိန်သူ့နောက်စားပေးယူရောက်လာခဲ့ကအခွင့်ကောင်းယူနေတဲ့အချိန်မှာပဲမောင်ကြီးတယောက်ရောက်လာကငါကောင်မလေးကိုဘာလုပ်နေရလဲဆိုပြီးတော့မင်းတို့မျက်လုံးတွေကိုဖောက်ထုတ်ပြီးတော့ပင်လယ်တွေကိုပြစ်ချပေးမယ်လို့ချင်းချလိုက်တဲ့ကြောင့်ဘဲကြီးလည်းလက်သွားကြပါတယ်မောင်ကြီးကတော့ဈေးဝယ်ထွက်လာတာပါမြို့သူမလေးကတော့အိမ်မှာမီတွေးရောက်နေလို့အပြင်ကိုထွက်လာတာပါမောင်ကြီးကလည်းဒီမှာခဏလောက်ဆက်နေပြီးမယ်ဆိုကပြောလိုက်ပြီးတော့အဲ့ဒီအချိန်မြို့သူမလေးကလည်းဘာထပြတ်သွားလဲမသိမောင်ကြီးကိုရုတ်တရက်ကြီးအနမ်းထားပေးလိုက်ပါတယ်နောက်တဲ့နေ့ကျောင်းထဲမှာတော့မောင်ကြီးတယောက်ငိုင်းနေခဲ့ပြီးတော့မိုရှိတို့ကတော့ဘာဖြစ်နေလဲဆိုတာကိုဝိုင်းမိနေကြပါပြီမြို့သူမလေးနဲ့နန်းတာကိုဘသူကဘလို့ခိုးရိုက်ထားလဲမသိကျောင်းထဲမှာပုံနေပြတ်နေခဲ့ကမင်းညိုတယောက်လည်းမြင်သွားခဲ့ရလို့အပြင်ကအထွက်မြို့သူမလေးနဲ့တွေ့တော့မြို့သူမလေးကဒီလောက်ထိတွေ့ပြီးတော့တတိမမှုနေတော့သူတကယ်လူယူပြလိုက်တော့မှနော်လို့ပြောတော့လည်းခံလိုက်ရပါသေးတယ်မင်းညိုအိမ်ပြန်ရောက်တော့ငငယ်တုန်းကသူမြို့သူမလေးနဲ့ပြောခဲ့ရတဲ့ကိုပြန်တတိယနေခဲ့ကအချက်ဆုံးတငယ်ချင်းနေဆိုတော့မင်းညိုကမြို့သူမလေးနဲ့ဒါအတူရှိရမယ်ဆိုရင်လက်မထက်တော့ဘူးဆိုကပြောနေခဲ့ပြီးတော့မြို့သူမလေးကတော့သူကလက်ထမဆိုကတက်ကလို့ရရင်ကောင်းလေးတယောက်ပါထားအောင်မှလို့ပြောခဲ့တာကိုပဲပြန်စဉ်းစားနေခဲ့ပါတယ်ဒီလိုနဲ့ပဲခဏနေရောမိညိုလည်းမြို့သူမလေးကိုဗိုလ်ချုပ်ပန်းညံနဲ့မှတွေ့ကိုချင်းလိုက်ပါတယ်မြို့သူမလေးရောက်လာတော့မိညိုကမောင်ကြီးနဲ့ဟန်ဆောင်ကြီးသားတွဲနေရကိုရပ်ပြီးဖို့ပြောလိုက်ကအခုခါကြီးကနန်းနိုင်ကြတော့အဆင့်တော်တော်ကြီးလွန်သွားရင်မလားဆိုကပြောနေခဲ့ပြီးတော့မြို့သူမလေးကလည်းမိညိုကိုမင်းမဲမောင်ကြီးနဲ့လက်ထပ်တာကဟန်ဆောင်လက်ထပ်တာဆိုပြီးတော့မင်းမဲသူ့ကိုမုန်းတယ်လို့လည်းပြောသေးရလေအခုမှဘာထပ်ဖြစ်လာလဲဆိုကအကြောင်းရင်းကိုပြောမပြရင်မောင်ကြီးနဲ့ဟိုကိစ္စတွေပါလောက်ပြင်မယ်လို့ပြောလာတာကြောင့်မြို့သူမတယောက်လည်းရှက်ရှက်နေပဲသူမောင်ကြီးကိုချစ်နေတယ်ဆိုတော့ကိုဝန်ခံပြစ်လိုက်ပါတယ်မြို့သူမလေးကလည်းအဲ့ဒီတော့ဘာဖြစ်လဲဆိုကသူလည်းမောင်ကြီးကိုဆက်ဆက်သွေးချင်းကလေးကချစ်မိနေခဲ့တာဆိုကပြောပြီးတော့မိညိုနဲ့အပြန်အလှန်နှစ်ယောက်သားရန်ဖြစ်နေခဲ့ကြပါတယ်ခဏအကြာမှာတော့ရုတ်တရက်ကြီးမြို့သူမလေးကမိညိုအရင်ကလေးကမောင်ရင်ကိုကြိုက်နေရဆိုတာကိုသူသိတယ်။သူလည်းမောင်ရင်ကိုကြိုက်နေရဆိုပေမဲ့အဲ့ဒီတော့ကသာမောင်ရင်ကိုသူလူယူလိုက်မယ်ဆိုရင်မိညိုကသူမောင်ရင်ကိုဖုံမပြောရဘဲနဲ့သူ့တငယ်ချင်းကလူယူသွားပါလားဆိုပြီးတော့အထင်နဲ့သူ့မုံသွားမအောင်ကြောက်နေခဲ့တာဆိုကအဲ့ဒါကြောင့်မလို့မိညိုရဲ့ခံစားချက်တွေကိုတကယ်ထုတ်ဖော်ပြောလာအောင်လုပ်လေတာလို့ဆိုကပြောလိုက်ပြီးတော့အဲ့ဒီခါကျမှပဲမိညိုလည်းသဘောပေါက်သွားခဲ့ကနှစ်ယောက်သားလည်းပြန်တဲ့သွားခဲ့ကြပါပြီ။ဒါပေမဲ့ပြန်တဲ့သွားပြင်မယ်လို့လည်းအခုကစားပြီးနှစ်ယောက်စလုံးကပုံမလင်းလင်းမောင်ရင်ကိုရအောင်လူကြတော့မယ်လို့လည်းဆိုပါတယ်။နောက်နေ့ကျတော့မောင်ကြီးလည်းထုံးစံတိုင်းပစ္စည်းမလေးတို့နဲ့ထိုင်နေခဲ့ပြီးတော့မြို့သူမလေးရောက်လာခဲ့ကညနေကျရင်တဲလို့ကြမယ်ပြီးရင်ဟိုဟာလောက်ကြမယ်ဆိုကပြောနေခဲ့ပြီးတော့မိညိုပါရောက်လာခဲ့ကနှစ်ယောက်သားလည်းပုံမလင်းနေရန်ဖြစ်နေကြပါပြီပြီးတော့မောင်ကြီးကမိညိုကိုသူ့အမားတစ်ခုလုံးငင်တောင်းမှမှာရဲဆိုကတွက်ပြောလိုက်ပေမဲ့လည်းမိညိုတယောက်ကတော့မောင်ကြီးလာနေကိုလကားနေရင်ဘာထဖြစ်နေလဲကိုမသိပါဘူး本当に大嫌いなんだから